သူမိထားပါတော့တရုတ်စကားဆိုရင်ရောပေါ့နော်အားလုံးပဲမင်္ဂလာပါအခုပြောမယ့်ဗီဒီယိုကပေါ့နော်သူတို့ဘန်ကောက်မှာပေါ့နော်တရုတ်စကားရရင်အဆင်ပြေလားဒါမှမဟုတ်လို့ရှိရင်အင်္ဂလိပ်စကားရရင်အဆင်ပြေလားဆိုတော့ comment မှာတော်တော်များမှန်းကြတယ်ပေါ့နော်အဲ့ဒါရဲ့အဖြေကိုဒီနေ့ပြောပြပေးပါမယ်ကိုကနေကိုပေါ့နော်တရုတ်စကားပဲတက်တက်အင်္ဂလိပ်စကားပဲတက်တက်ထိုင်းစကားပဲတက်တက်ဘာမှမဆိုအဆင်ပြေပါတယ်ပေါ့နော်ဘန်ကောက်မှာစားတောက်ဆိုင်တော်တော်များများက western food ရောင်းတဲ့ဆိုင်တွေလည်းရှိတယ်ပေါ့နော်အချိန်မှာထိုင်းနေတယ်တချို့ထိုင်းနေလည်းအင်္ဂလိပ်စကားပြောတယ် broken လည်းပြောတယ်တချို့ကအင်္ဂလိပ်စကားပြောတဲ့ထိုင်းလူမျိုးတွေလည်းရှိရပေါ့နော်အချိန်မှာကိုကသွားရှောက်တယ်ဆိုလို့ရှိရင်စားတောက်ဆိုင်ရွေးချယ်မှုလည်းလိုတာပေါ့နော်ကိုကတကယ်လို့ western food တွေရောင်းတဲ့စားတောက်ဆိုင်တွေမှာသွားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲဆိုလို့ရှိရင်သူတို့ကလက်ခံဖို့ပုံများတယ်ပေါ့နော်အင်္ဂလိပ်တီးတန့်နော်အင်္ဂလိပ်တီးတန့်ဆိုလို့ရှိရင်သူတို့လက်ခံဖို့များတယ်ထိုင်းနေက manager ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းထိုင်း manager တွေအင်္ဂလိပ်စကားပြောတတ်တယ်အချိန်တိုင်းကိုနဲ့နည်းနည်းပါအဆင်ပြေသွားတယ်ကိုကစကားပြောတာလည်းကောင်းတယ်ကိုရဲ့ပုံစံလေးတွေကြည့်မှတို့တဘောကြရဆိုလဲခံတတ်ပါတယ်ပြီးတော့ဆိုရင်ဘန်ကောက်မှာတရုတ်တွေတော်တော်များများကုမ္ပဏီလာထောင်နေပေါ့နော်အဲ့ချိန်မှာကျတော့တရုတ်ကုမ္ပဏီတွေမှာတွေတော်တော်များစိတ်ယုံနေလဲလာလုပ်တယ်ပေါ့နော်အလုပ်တွေလာလုပ်တဲ့အခါမှာကျတော့တရုတ်တွေကကျတော့လူခေါ်ချင်တယ်ဒါပေမဲ့ခေါ်တဲ့အခါမှာကျတော့ပေါ့နော်တရုတ်မြန်မာလို့စကားပြန်ခေါ်တဲ့လူကနည်းနည်းတော့ရှားတယ်ပေါ့နော်ရှားတယ်ဆိုမရှိဘူးမို့ရှိတယ်အဲ့လိုမျိုးနေရာဒီမှာလဲသွားလို့ရတယ်တချို့တရုတ်တထေးတွေကကျတော့တရုတ်စကားတီးတန်းတက်လဲသူကကိုခိုင်းမှုအတွက်ကိုစီမှာလဲထားလိုက်ပြီးတော့ skate ခုရှိတယ်ကွာဒါပေမဲ့ကွန်ပျူတာဘက်ကိုအားတာတယ်ဒါမှမဟုတ်ရှင်ကွာဘာလဲဝရိန်ဘက်ကိုအားတာတယ်ဒါမှမဟုတ်ကွာစေတုတ်တဲ့ဘက်အားတာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော် skill တစ်ခုရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီတရုတ်တထေးရတယ်ဒီလိုလုပ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ skill နဲ့သူ့ရဲ့အလုပ်နဲ့ကိုက်ညီရဆိုလို့ရှိရင်လည်းအဆင်ပြေမှခေါ်တယ်ပေါ့နော်ဒီမှာကလေထိုင်းစကားလေးလိုက်မှလာတယ်ဆိုရင်တော့ပိုပြီးအဆင်ပြေတယ်ဖြစ်လဲဆိုလို့ရှိရင်တရုတ်နဲ့ထိုင်းဆိုလို့ရှိရင်ဒီမှာစကားပြန်တော်တော်များလို့တယ်ကိုကထိုင်းစကားလေးရတယ်ဆိုလို့ရှိရင်တရုတ်တထေးကကိုကိုပြောလာတယ်ဆိုလို့ရှိရင်ကိုကအဲ့ရဲ့သူပြောတဲ့စကားကိုထိုင်းလိုဘာသာပြန်ပေးဖို့နေရတယ်တော်တော်များများလို့တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ထိုင်းနဲ့တရုတ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်အင်္ဂလိပ်စကားဆိုလို့ရှိရင်လည်းအားမလျှော့နဲ့နော်သူတို့အရင်တုန်းကအရင်ဗီဒီယိုဒီမှာဖြေခဲ့ဘူးသလိုပဲပေါ့နော်ဖူခတ်တို့ဖတ်တရားတို့ဖူခတ်တို့မှာဆိုလို့ရှိရင် foreigner တွေပဲအမြဲတမ်းလာတယ်လေ foreigner တွေပဲအမြဲတမ်းအခါမှာကြောဘက်ကထိုင်းနေလေအင်္ဂလိပ်စကားတော့ပြောတတ်တယ်ပေါ့နော်အဲ့ချိန်ကျရင်ကိုကိုကြိုင်တို့လက်ခံပြီးတဲ့အခါမှာကျတော့ဘာပဲပြောအလုပ်လုပ်ဖို့အဆင်ပြေတယ်ပေါ့နော် okayဘယ်စကားမှဆိုအဆင်ပြေတယ်ဒါမဲ့သူများနိုင်ငံလာတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကွာတီးခံရမယ်နံပါတ်1အချက်ကတီးခံရမယ်နံပါတ်2ကတော့ဘာပဲပြောသူများနဲ့ပြန်မရင်ပဲနဲ့ဟုတ်ကဲ့လို့ပြောတတ်ရမယ်ပြီးရင်အပြုံးတက်ရမယ်ပြီးလို့ရှိရင်အလုပ်ကိုကြိုးစားရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုမြန်မာနိုင်ငံဆိုလို့ရှိရင်ကိုစိတ်ရှိတယ်လို့မျိုးဒီနေ့ဒီအလုပ်မကြိုင်ထွက်လို့ရပါမယ်သူများနိုင်ငံမှာကျအလုပ်လဲရှာရခက်တယ်ဆိုတာကလေကွာမကျွမ်းကျင်ဘူးလေနော်အဲ့ချိန်မှာကွာဆလာတဲ့အချိန်ဆိုလို့ရှိရင်ခဏရည်တော်တော်ရှိဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးခဏရည်ရှိရဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံမှာလာပြီးတော့အလုပ်လုပ်လို့ရပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ပြောမယ်နော်နောက်ဆုံးတစ်ချက်ပဲဒါအရင်အရေးကြီးဆုံးအချက်ပဲအဲ့ဒါကဘာလဲဆိုလို့ရှိရင်ပေါ့နော်ဘာစကားပဲတက်ဒီထိုင်းနိုင်ငံမှာလာမယ်ဆိုလို့ရှိရင်ကိုကအလုပ်ရှာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုရဲ့နေတဲ့နေရာအဆင်ပြေလားကိုအမျိုးတွေရှိလားကိုတယောက်တည်းလာမှာလားကိုတယောက်တည်းလာလို့ရှိရင်ဒီအခန်းငှားဖို့အတွက်ပတ်စံတက်နိုင်လားကိုဒီမှာအလုပ်ရှာမယ်ဒီရှာမယ်အတော်တွင်းမှာဒီမှာနေမဲ့အခန်းကစားစိတ်သွားစိတ်တွေကိုစီမှာလုံလောက်ရှိလားအဲ့ဒါရှိရဆိုလို့ရှိရင်တော့ဘန်ကောက်တက်လာပါမဟုတ်ဘူးမရှိဘူးအမျိုးလည်းမရှိဘူးပတ်စံလည်းမရှိဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကွာနည်းနည်းစဉ်းစားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမဟုတ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှလည်းကိုယ့်ကိုကူညီမှာမဟုတ်ဘူးပေါ့နော်ဒီထိုင်းနိုင်ငံမှာပတ်စံရှိပါတယ်အလုပ်လုပ်နေပါတယ်ဆိုတဲ့လူတွေတောင်မှသူတို့မနေယုံနေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်လက်ခံဖို့ဆိုတာတိတ်မဖြစ်နိုင်ဘူးပေါ့နော်ဒီကလိုလက်ခံဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းအရန်ကြမှာမဟုတ်ဘူးပေါ့နော်အရင်ကြာမှာမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုကအလုပ်ကိုအမြန်ဆုံးရှာနိုင်တယ်အလုပ်ကိုအမြန်ဆုံးရှာနိုင်တယ်တီးခန့်နိုင်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုမေးနေကြရတဲ့မောင်လေးတို့ညီမလေးတို့ပြောပြချင်တာပေါ့နော်ထိုင်းစကားတက်အင်္ဂလိပ်စကားတက်တရုတ်စကားတက်အဆင်ပြေပါတယ်ဒါပေမဲ့ပေါ့နော်ကိုကဒီထိုင်းနိုင်ငံစရောက်ပြီဆိုလို့ရှိရင်ဗမာနေရမလဲနေတဲ့အခန်းကပေးနိုင်လားဒါမှမဟုတ်ရှင်သွားစိတ်လာစိတ်ပေါ့နော်လက်ထဲမှာရှိလားပြီးလို့ရှိရင်နောက်တစ်ခါကျတော့အလုပ်သွားရှာတဲ့အချိန်မှာအလုပ်သွားရှာရဲလားကိုကရဲတင်းလားအဲ့လိုမျိုးလဲလို့တည်းပေါ့နော်ကွာရဲတင်းပြောရမယ်ပြီးလို့ရှိရင်အလုပ်ကိုလည်းကောင်းမှုရှာရဲတဲ့တတိလည်းရှာမယ်ဘယ်အင်တာဗျူးမှုဆိုကွာသွားနိုင်တယ်ဘယ်ဆိုင်မှုဆိုကိုကမကြောက်ဘဲနဲ့သွားနိုင်တယ်ဆိုရင်တော့အဆင်ပြေပါတယ်ထိုင်းနိုင်ငံကတော့လုံးဝမောင်လေးညီမလေးတို့အတွက်အဆင်ပြေမဲ့နေရပါတော့เนาะအားလေးပါပဲရှင်အားလုံးဘိုင်